Singapore ရဲ့ထိပ်တန်း PEI ဖြစ်တဲ့ Singapore Institute of Management မှာတက်ရောက်ပြီးတော့ UK, Australia နဲ့ US ကပေးတဲ့ကမ္ဘာအဆင့်ကြီးဘွဲ့ဒီဂရီတွေကိုရယူမလားအခုဇွန်လ6ရက်နေ့ Novotel Hotel မှာကျင်းပမဲ့ World Study Opportunity Event မှာ Singapore Institute of Management ကကျောင်းကိုယ်စားလှယ်နဲ့တိုက်ရိုက်တွေ့ဆုံပြီး scholarship ရာနှုန်းပြည့်အထိလျှောက်ထားနိုင်မှာပါ Singapore Institute of Management ကတဆင့် US က University of Buffalo, Australia က RMIT, UK က Birmingham တက္ကသိုလ်ရဲ့ဘွဲ့ဒီဂရီကိုရယူနိုင်မှာပဲဖြစ်ပါတယ်အထူးအစီအစဉ်အနေနဲ့ဇွန်6ရက် World Study Opportunity Event မှာ Singapore Institute of Management ကို October intake ကျောင်းဖွင့်ချိန်အတွက်ကျောင်းအနှံနဲ့ကျောင်းသူကျောင်းသားတိုင်းလေလက်မှတ်လက်ဆောင်ရရှိမှာဖြစ်လို့ဇွန်6ရက်စနေနေ့နေ့လယ်တနင်္ဂနွေ4 နာရီမှာပြုလုပ်ကျင်းပမယ် World Study Opportunity Event ကိုအခုပဲစာရင်းပေးသွင်းလိုက်ပါ